နေအောင်လို့ကုန်ခံမသွားတဲ့အချိန်များမြင်ပေးနေမယ်ပင်လေရင်ထပ်ပူမဲ့ချင်များနဲ့နိုးတဲ့ညာနေတဲ့သူကနေနေတယ်ပေါ့နော်ဟိုစီစားလာတာပေါ့ညီမကြီးတစ်ခုပြပါနှုတ်ယူကြပေါ့အခုမှလည်းနှုတ်မင်္ဂလာဆောင်တာမဟုတ်ဘူးအခုမှမိမယူပြည့်စုံမှယူပေါ့ကွာအဲ့လိုပြောလိုက်တော့ဘာမှလည်းပါပြောတယ်အဲ့ဒါဆိုမယူဖြစ်တော့ရင်ဟောတဲ့အဲ့လိုပြောတယ်အေးကိုရှိတယ်ပြောတော့ပြီးသွားရောမိတီလန်တကြံတော့ခောက်တော့ခောက်ပြန်မယ်အကြအကြနေရတစ်ချက်လာတာဟုတ်လားဒီခောက်တော့တက်လာရပတ်ပြီးတော့ဒီပတ်ချမ်းညတော့အမပါတော့အော်အမဝေးဆောင်သွားတယ်ဝေးဆောင်သွားပြီးတော့ကလည်းအဲ့ကျုံမပြုတ်ကြတာပြင်လာလို့ဘူးလားဒီလေကျဟုတ်တယ်ငါကျုံစွာအပေါ်တက်တဲ့နေရလားမဟုတ်ကဲ့ဘာမူကြီးနဲ့ပြုတ်ကြတာ50လောက်ကြောက်ပါလားအခုဒီပြင်လာယူနာတော့နည်းနည်းလေးတော့လိုက်ကားနည်းနည်းစီးကြောက်သွားဖြစ်အဲ့ပေါ်တော့ဟမ်ဆက်ကြည့်ပါဦးဒါမှရိုးဆိုပြန်ဆက်တယ်ဒီပါတော့ရချင်းစရာပေါ့ကွာလက်မောင်းအဲ့ဒါအချောကောက်လို့ခေါ်တာလားအဲ့ဒီဒီကားချင်းရရကြတယ်ရရအဲ့ဒီအတန်ပိတ်လိုက်ပါဦးညနေစာမဟိုအလုံးမပြန်စုပ်လို့ညစီတွေပဲပြတ်ပြီးမှာညစီဝင်မမမင်းနာညစီခဏဝင်မယ်နော်ယော့မဟုတ်ပြောမယ်အိုးကရင်လားထမင်းဆိုင်မှာလေကရင်ငပိချက်ဝယ်ပြီးလားကရင်ငပိချက်ငပိထားတွေဝယ်ပါကရင်ငပိချက်မုံငပိချက်တော့ကောင်းလားရဲဝယ်ရရထားလားလမ်းကျန်လေလမ်းကျန်တယ်ဘုံဝယ်တော့အမအရှိရရင်ညာကွယ်အတူပြီးမှလားမကောင်းရှိပြောမှာရှိ15စက္ကန့်နေအောင်လို့ကုန်ခံမသွားတဲ့အချိန်များမြင်ပေးနေမယ်ပင်လေရင်ထပ်ပူမဲ့ချင်များနဲ့ဦးတို့ချင်နေမရောက်ရဲ့လို့ညာနောက်ထပ်လို့သူပြောနိုင်ဖို့တို့ကလွမ်းပါမယ်ဒီရွက်တွေထည့်မယ်ဒီလိုမျိုးစားချင်တော့ပြပြခုံတုံးကြီးလာဒီလိုကြိုက်အဲ့လိုစားတယ်ဘာတော့အဲ့မှာတော့ညာကားပြပါခိုင်းတော့ဟုတ်တယ်မစူတာပြန်စမ်းပါတော့ပြည့်ပြီများကြိုက်ဘူးချင်းများမယ်